Hello ချူပါဒီစနေနေ့လေးမှာချူပါရဲ့လောက်ကန်လေးချူနဲ့ထုံလိုက်ကြည့်ခဲ့ပါဦးနော်ဒီနေ့တော့ပိတ်ရက်မို့လို့ချူတို့တာမီညောင်လုံး10နိုင်မှနိုးပါတယ်မနက်စာကိုတော့အမျိုးသားကနန်းကြီးတုံးနဲ့ကီမပလာတာလေးဝယ်ထားပေးပါတယ်မနက်စာစားဖို့လုပ်နေတော့မှပဲအိမ်ကအမကမနက်စာမစားမှဆိုလို့ဆိုပြီးသူကမော်ဟင်းကထပ်လာပို့ပါတယ်တော့တာမီညောင်လုံးမနက်စာရဲ့အများကြီးစားပါရှင်ဒီနေ့လေပိတ်ရက်မို့လို့လေအပြင်းမှုကអော်နေပါတယ်မနက်စာစားပြီးရင်တော့ဘာမှမလုပ်ဘူးဆိုပြီးတွေးနေတာပါအဲအကြောင်းမနက်စာစားပြီးတော့ဘိုက်ကလည်းတင်းနေရနဲ့အရင်ဆုံးထမင်းတို့ပဲတည်ထားလိုက်မယ်လို့ဆုံးဖြတ်ပြီးထမင်းတို့တည်ဖို့လုပ်လိုက်ပါတယ်ပြီးတော့လေနားမယ်ဆိုပြီးတွေးပြီးတော့အရင်ဆုံးမြက်ခုံးလေးရိတ်ချင်တာနဲ့မြက်ခုံးမွေးရိတ်တဲ့ဓာတ်ရှာရပေါ့နော်ရှာနေနဲ့တစ်ဖြတ်ပဲစင်ဒရလာမှုအွန်ဝါလို့ရှိမှတ်တင်ကုန်ရှင်းမယ်လို့ဆုံးဖြတ်ပြီးမှစရှင်းပါတော့တယ်မတင်ကောင်းရတယ်လေမရှင်းတာလည်းကြာပြီပြီးတော့ဟိုးအပေါ်လုံးမှာတင်ထားတဲ့ပစ္စည်းတွေကလေအိမ်ကသမီးတော်မှွေလုံးလုံးလေနှကန်းကြီးတွေရောသူ့လုံးသမျှဟာတွေအကုန်အပေါ်တင်ထားတာပါတကယ်နားရဖို့ကံမပါဘူးထင်ပါတယ်နားဖို့စိတ်ကူထားဒီနေ့တနေ့ကိုရီးယားကကြည့်မယ်ပေါ့နော်ဘာလို့မှမလုပ်ဘူးလို့စိတ်ကူထားမှန်းလဲအခုတော့တကယ်ကိုစင်ဒရလာမှုအွန်သွားတာပေါ့ရှင်တခါတန်ရှင်းတွေပဲလုံနေပါတော့တယ်တန်ရှင်းလုံလိုက်တာလည်းလေတကယ်တော့ therapy တစ်မျိုးပါပဲเนาะစိတ်ကိုရှင်းသွားတာပါပဲအစပြိုးမိပြီဆိုတကယ်ကိုရက်လို့မရတော့တာဒီနိုင်တန်ရှင်းလို့မှုကတကယ်ဝင်သွားတာမောပဲမယ်လေတကယ်ကိုရှင်းလိုက်လို့နေရာလေးကတန့်ရှင်းသွားပြီဆိုတကယ်တော့ satisfying ဖြစ်သွားတာပါဖုန်းလေးရောအမိုက်တွေရောရှင်းပြီးသွားပြီလှုပ်ဖြစ်စရာရှိရတယ်လှုပ်ဖြစ်ဖို့လုပ်ပြီးသွားပြီဆိုတော့ပစ္စည်းလေးနေရာပြန်ချထားလိုက်ပါတယ်အဲ့တော့မှုကဝင်သွားပြီဆိုတော့ဟင်းချက်မယ်ပေါ့နော်ဟင်းမချက်ခင်ပကံနေစေးပြီးတော့တန်ရှင်းအရင်လောက်ပါတယ်အမှန်တော့ဒီနေ့ဘာ heavy ဟင်းမှမချက်ချင်ပါဘူးရမ်းလဲမောသွားပြီဆိုတော့လေအိမ်ရမှလာပို့ထားတဲ့ကျင်းကားပြီးကြော်လေးနဲ့ရှိရဲအဲ့တော့ငါးလေးကိုကလေးတွက်ကြော်လိုက်မယ်ပြီးတော့ဘူတီဟင်းကချက်မယ်မနေ့ကဝတ်သားဟင်းလေးကလည်းအနှင်းငယ်ချမ်းလေးရပေါ့နော်အဲ့တော့နေ့လည်စားတော့ကျင်းကားလေးရဝတ်သားရဘူတီဟင်းကငါးကြော်ရဆိုတော့တော်တော်ပြည့်စုံပါပြီပေါ့နော်တန်ရှင်းနေလောက်ထားတော့လူကလည်းဖုံတုံးလုံးဖြစ်နေပြီဆိုတော့ဘူတီဟင်းကတဲနေတော့လေးပဲရေချိုးလိုက်ပါတယ်ရေမချိုးခင်ရေချိုးကတော့မမှန်ရတော့ပါတယ်မိဖို့နာမှာအလုပ်ရှုပ်ထားဆိုတော့လေဟင်းနေချက်ပြီးဆိုတော့ကလေးကိုနေ့နေစားကျွေးလိုက်တယ်ပြီးတော့သူ့ကိုတိတ်လိုက်ပါတယ်ကလေးလည်းအိပ်ပြီးဆိုတော့ဒီနေ့တော့ကလေးနဲ့တူတူမအိပ်တော့ပါဘူးခဏနာပြီးရနဲ့ကျင်သွားဖို့လုပ်လိုက်ပါတယ်ဒီနေ့မိုးလည်းမရောနေတာနေရနဲ့စပိန်နဲ့ပဲသွားလိုက်ပါတယ်ဒီနေ့စပိန်နေရတဲ့မိုးကအရန်ကောင်းတယ်ပေါ့နော်ရာသီဥတုတာရနေရဆိုတော့ကိုဖီစီရိုက်နေရမင်းသမီးလိုတော့ခံစားရပါတယ်ကျင်ရောက်တော့စပိန်ကိုတေချာတော့ခတ်ဖို့လုပ်ရပါတယ်ဘာလို့လဲဆိုတော့ချူစပိန်တစ်ခါပြောက်ဖို့ရပေါ့နော်ချူကကျင်ကိုရက်ချားတွေပဲရောက်နေတဲ့ရက်ကလည်းအောက်ပိုင်းထိုင်တဲ့ရက်တွေပဲဖြစ်နေတယ်ကွယ်ဒီနေ့တော့အောက်ပိုင်းထိုင်မဲ့ရက်မှာအဖော်လုံးဝမရှိပါဘူးရှင်အဲ့ဒါကြောင့်ရှမ်းကိုပြိုင်ပါတယ်ဒါမဲ့လည်းအချိန်လေးရတာမို့ဆုံးအောင်ကစားခဲ့ပါတယ်ရှင်မောတာတော့အတော်မောတာပါရှင်ရုပ်ကိုပြိုင်နေရပဲအမှသာကြည့်ပါတော့ဒီနေ့ကစားချိန်တော့နည်းနည်းကြာသွားရပေါ့နော်ခရနာရီခွဲမှအိမ်ပြန်ရောက်ပါတယ်အိမ်ပြန်ရောက်လို့ရေမိုးချိုးပြီးရနဲ့ရှော်ထားတဲ့ဝတ်ထေးလမ်းမိုးလောက်လိုက်ပါတယ်ချူရဲ့တနေ့ဒါလေးကိုလိုက်ကြည့်ပဲလို့ကျေးဇူးပါနော်နောက်ဘလော့လေးမှာပြန်ဆုံမှမရှင် bye